ပန်းတော်မျိုးတွေကတင်ဖြူးပြလုပ်ငန်းအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်တန်းလေးတို့ရဲ့ဝေးရစာတိဖြစ်တဲ့ AOD တိုင်းဒေသကြီးပန်းတော်မျိုးတွေမှာရှိတဲ့ရိုးရလက်မှုအမှုပညာတစ်ခုအနေဖြင့်အခုထိတိုင်းဆက်လက်ရှင်သန်နေတဲ့တင်ဖြူးပြလုပ်ငန်းအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပန်းတော်ဒေသဟာရေမြေတဘာဝကောင်းမွန်တဲ့ဒေသတစ်ခုဖြစ်တဲ့အတွက်ဒီနေရာမှာတင်ဖြူးပင်များကိုစိုက်ပျိုးပြီးတော့ဖြာရက်လုံခြင်းကိုမျိုးဆက်ပေါင်းများစွာဆက်လက်ကလောက်ကင်လာကြတာဖြစ်ပါတယ်။ channel ကနေရောက်လာရင်တင်စိတ်တယ်။တင်စိတ်တယ်ဟိုဘက်မှာတင်စိတ်ပြီးွားလို့ရှိရင်လမ်းနဲ့လမ်းရင်3ရက်လမ်းရတယ်။လမ်းပြီးွားလို့ရှိရင်အဲ့3ရက်ပြီးရင်တင်စိတ်နဲ့1ရက်ပြီးွားရင်ငင်းပြီးွားတော့မှနောက်နေ့မှဖြာပြန်ကူးပြီးမှဖြာရက်ပြီးွားရင်အလွာတွေထိုင်ဖို့ဘိုးဘက်တိုင်ရောက်တော့သူတို့ကချုပ်အလွာသွင်းတဲ့ခါကျတော့လွှာရိုးသွင်းပြီးွားလို့ရှိရင်အခုလိုချုပ်ပြီးွားလို့ရှိရင်ကွတ်တယ်အနာကွတ်တယ်ပေါ့အဲ့လိုကုပြီးတော့မှအခုမှားတာကိုလိတ်တယ်အဲ့ဆုံရှိတယ်ပေါ့နော်အတူကနေစပြီးတော့ထိုင်ပြားနေစပြီးတော့3000ပြည့်2မိုက်3000တွာ4000တွာ5000တွာ6000အဲ့ဒါထန်ကုန်ရှိတယ်ကျွန်တော်တို့ပန်းတော်မျိုးရဲ့တင်ပြူးပြလုပ်ငန်းရဲ့တင်ပြူးပြတစ်ချက်ဖြစ်လာဖို့အတွက်ယခုလိုပဲအစင်းစင်းလောက်ကင်ကြရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တန်လေးရဲ့မွေးရစာတိဖြစ်တဲ့ AOD တိုင်းပန်းတော်မျိုးနယ်ရဲ့အဓိကလုပ်ငန်းဖြစ်တဲ့တင်ပြူးပြရဲ့လုပ်ငန်းကိုကျွန်တော်တန်လေးမှာဘုသူဒ္ဓနေပြီးတင်ဆက်ပြသလိုခြင်းဖြစ်ပါတယ်မူရင်းဗီဒီယိုပိုင်ရှင်တွေကို credit ပေးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ content creator blogger တန်လေးပဲဖြစ်ပါတယ်